Hello မင်္ဂလာပါ။ဒီကနေ့မှဖတ်ချင်အာဖရိကပါ။ကျွန်တော်ဒီကနေ့မှဖတ်ချင်အာဖရိကဆိုလို့ရှိရင်တော့မျိုးသားဝတ်တွေကို shoes တွေတိုက်ပုံတွေshape တွေ style band တွေကိုဖန်တီးချုပ်လုပ်ပေးနေတာဆိုတာအားလုံးလည်းသိကြပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနေ့ဖန်တီးချုပ်လုပ်ထားတာလေးကတော့ကျွန်တော်တို့ဒီ athletic ဆရာဝန်တယောက်ရဲ့ကျွန်တော်တို့ဒီနေပြီးတော့ဆိုင်ဖွင့်ပွဲကြီးမှာဝတ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့စီကိုအပ်ထားတဲ့အထည်ဖြစ်ပါတယ်။အဲဒါဆိုဆရာကတော့အမြင်နဲ့ကျွန်တော်စီမှာအပ်နေကြပါ။ဒါကတော့ခုဒါ foreign တွေပါသွားရင်လည်းသူဒီမှာပဲတောက်ချအပ်ပါတယ်။အခုကတော့ဒါနေပြီးတော့ဖွင့်ပွဲနေပြီးတော့ဆိုင်သွေးဆိုင်ဖွင့်ပွဲအတွက်အပ်ထားတဲ့ဝတ်စုံပေါ့နော်အဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့ဒီနေပြီးတော့ဒီနေ့ပို့ပြရမှာဖြစ်ပါတယ်ပို့ခင်လေးကိုအမီးရဗီဒီယိုရိုက်တာဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်တို့ဒီ suit ကတော့ double breasted suit ပေါ့နော်ကျွန်တော်တို့ဒီ round collar short collar ပေါ့နော်ဒီမှာကျွန်တော်တို့ဒီကြောက်စိမ်းအောင်ပေါ့နော်ကြောက်စိမ်းဘက်ကိုသွားတဲ့အရာလိုမျိုးနှစ်ခါစိမ်းပြောမှာပေါ့နော်အဲ့လိုမျိုးအရာကိုကျွန်တော်တို့ဒီ short နဲ့လှန်ထားတယ်လုံးဝကို poetic luxury လည်းဖြစ်တဲ့ခံ elegant ဖြစ်မယ်ပေါ့နော်ခံညားမယ်လှပမယ် luxury ဖြစ်မယ်ဆိုတော့color မျိုးပေါ့ color ကအဲ့လို color မျိုးအဲ့ဒါမှကျွန်တော်တို့ဒီမှာကျွန်တော်ဒီလိုမျိုး luxury color တွေကိုကျွန်တော်တို့ပုတ်ပေးထားတယ်လုံးဝကိုဘောနော် luxury center လုံးဝကိုဘယ်လိုပြောမလဲခံညားနေတဲ့တသွေးတမွေးဖြစ်တင်စင်မယ်ဟာပေါ့နော်အဲ့မှာကျွန်တော် double breasted ပါမယ်ပြီးရင်ကျွန်တော်တို့ necktie ကိုလည်းဒီလိုမျိုးဘန်ဟွာပေါ့နော်ဒီလိုမျိုးရိုးကြီးမဟုတ်ဘဲနဲ့ပါဆရာကလူငယ်လည်းဖြစ်တယ်လုံးဝအဲ့လိုမျိုးသူနဲ့လည်းရန်ပေါ့နော် fashion လေးနဲ့ light တဲ့အကြောင်းကိုကျွန်တော်တို့ကဒီ necktie ကိုလည်းဒီလိုမျိုးအပွင့်ခတ်လေးတွေနဲ့စီစဉ်ပေးတာဒါပေမဲ့အပွင့်ခတ်ပါတယ်ဆိုပြီးဟိုလိုမျိုးကြီးလေးတည်းမလားဆက်ဆန်းပြပြကြီးနဲ့ဖြစ်မသွားပဲညင်ညင်လေးပေါ့နော်ပြီးရင်ကျွန်တော်တို့အတွင်းမှာဆိုလို့ရှိရင်ဒါကတော့ waistcoat ပေါ့နော် waistcoat ကိုလည်းကျွန်တော်တို့အပေါ် round collar နဲ့ညီ waistcoat ကိုလည်း round collar နဲ့ကျွန်တော်တို့ချုပ်ပေးထားတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ suit ကိုချွတ်လိုက်တဲ့အချိန်မှာလည်း waistcoat နဲ့လည်းလုံးဝခန့်ညားနေမှာပေါ့နော် waistcoat ကြီးပဲတစ်ထက်အနေနဲ့လည်းပုံစံတစ်မျိုးရတယ်ပေါ့နော်အဲ့ပုံစံနှစ်မျိုးရသွားတာပေါ့နော်အဲ့ဒါမျိုးလေးကျွန်တော်ချုပ်ပေးထားတယ်အတွင်းမှာတော့ကျွန်တော်တို့ဒီရှယ်အင်ကြီးလေးကိုလည်းဖန်တီးပေးထားပါတယ်ရှယ်အင်ကြီးရဲ့အသားကတော့လုံးဝကိုကျွန်တော်တို့ဒါဝတ်တဲ့အသားမျိုးပါပြီးရင်ကျွန်တော်တို့ဒီမှာ style band ပေါ့နော်ဒါကတော့ style band မှာကျွန်တော်တို့ဒီကိုင်းရဲ့လုံးဝကြည့်မိနေတဲ့ကတ်တင်နဲ့ဖန်တီးချုပ်လုပ်ထားတဲ့ style band မှာဆရာကတော့ကျွန်တော်တို့ကတ်တင်ကိုတစ်ခါအပ်ပြီးဝတ်လိုက်တာနဲ့သူကကြိုက်သွားပြီနောက်ထပ်ဆိုရင်ကျွန်တော်တို့လူကိုယ်တိုင်မလာတော့ဘဲနဲ့သူကဒီတိုင်းပဲလှမ်းပြီးအပ်တော့တာပေါ့နော်ကျွန်တော်တို့ချုပ်ပြလိုက်တဲ့ကတ်တင်ကဆရာနဲ့ဆိုလုံးဝကို quality ဖြစ်တဲ့ဆရာနောက်ပိုင်းဆိုရင်ဆိုင်အောင်တောင်မလာတော့ဘဲနဲ့သူကကျွန်တော်တို့ကိုလှမ်းမဲ့အယောင်မဲ့လှမ်းပြီးချုပ်ခိုင်းတော့တာပါဒါကတော့ခဏနေပြီးတော့သွားတော့မဲ့ကျွန်တော်တို့ဆရာအတွက်အထည်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်